မိတ်ဆွေမနေ့အိပ်ရထားတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတာကိုခဏလောက်ပြန်ပြီးစဉ်းစားကြည့်ကြပါတယ်။အားရင်တွေပြေးသွားပြီးဒီနေ့တော့ငါဘာတွေလှုပ်လိုက်မယ်ဆိုတဲ့စိတ်လှုပ်ရှားမှုမျိုးရှိနေတာလား။ဒါမှမဟုတ်အလန်းမိတန်ကိုကြားတာနဲ့ဟာနောက်ထပ်တစ်ရက်စာ present ရပြန်ပြီဆိုတဲ့စိတ်နဲ့လေးလံစွာပင်ပန်းထားခဲ့ရတာလား။ကျွန်တော်တို့အများစုကလေနေ့စဉ်ဘဝရဲ့ရုန်းကန်မှုတွေအထူးသဖြင့်ကျွန်တော်တို့လိုနိုင်ငံမျိုးမှာရှင်သန်နေထိုင်ရတဲ့စိန်ခေါ်မှုတွေကြားမှာကိုဘဝရဲ့အစစ်အမှန်အတိတ်ဘယ်ကိုမေ့လျော့နေတတ်ကြပါတယ်။ပတ်စံချရမယ်မိသားစုကိုထောက်ပံ့ရမယ်တာဝန်တွေခြေပြုံရမယ်ဆိုတဲ့ဖိအားတွေအောက်မှာကိုယ့်ရဲ့အတွင်းစိတ်ကဘာကိုတကယ်လိုလားသလဲငါဘာကြောင့်အသက်ရှင်နေရတာလဲဆိုတဲ့မိကုံးကိုမေ့ထားတတ်ကြပါတယ်။တကယ်တော့များမနက်တိုင်းအိပ်ရာထားခြင်းစိတ်ဖြစ်ပေါ်စေမဲ့မိတ်ဆွေရဲ့ဘဝကိုဒီထက်ငြိမ်ချမ်းမှုပျော်ရွှင်မှုနဲ့ပြေဝနေစေမဲ့ရှေးဟောင်းဒီဝက်ချက်တစ်ခုရှိနေမယ်ဆိုရင်ရောအဲ့ဒီအရာကိုမိတ်ဆွေသိကြပါသလားဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကဂျပန်လူမျိုးတွေရဲ့ဘဝနေထိုင်နေတသနာတစ်ခုဖြစ်တဲ့ Ikigai ဆိုတဲ့အကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပါဒါဟာရိုးရှင်းတဲ့စကားလုံးတစ်လုံးမဟုတ်ပါဘူးမိတ်ဆွေဘဝရဲ့ရည်ရွယ်ချက်မိတ်ဆွေအသက်ရှင်နေရခြင်းရဲ့အကြောင်းရင်းကိုရှာဖွေခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့အဓိကဆွေးနွေးသွားမယ့်အကြောင်းအရာကတော့1 Ikigai ဆိုတာဘာလဲဘဝအတွက်ဘာကြောင့်အရေးကြီးတာလဲ2မိတ်ဆွေကိုယ်ပိုင် Ikigai ကိုဘယ်လိုရှာဖွေတွေ့ရှိရမလဲ3ကမ္ဘာပေါ်မှာအသက်အရှည်ဆုံးနေထိုင်သူတွေရဲ့နေထိုင်မှုလေဝက်ချက်4နေ့စဉ်ဘဝမှာငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုကိုရှာဖွေနည်းတွေပဲဖြစ်ပါတယ်။ဗီဒီယိုရဲ့အဆုံးမှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလူတွေသိကျင်ကြမယ့်အကြောင်းအရာကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိဆက်ပြီးကြည့်ရှုပေးပါအောင်ဗျာ။ကဲပထမဆုံးအနေနဲ့ Ikigai ဆိုတာဘာလဲဆိုတာအရင်ဆုံးရှင်းလင်းအောင်နားလည်ဖို့ကြိုးစားကြရအောင်ပါ။ Ikigai ဆိုတာကတော့ဂျပန်စကားလုံးဖြစ်ပါတယ်။ Iki ဆိုတာကအသက်ရှင်ခြင်းလို့အဓိပ္ပာယ်ရပြီးGai ဆိုတာကတော့တန်ဖိုးဒါမှမဟုတ်အကျိုးရလက်လို့အကြံဉာဏ်ဘာသာပြန်လို့ရပါတယ်။ဒါကြောင့်ပေါင်းစပ်လိုက်ရတဲ့အခါမှာ Ikigai ဆိုတာအသက်ရှင်ရခြင်းရဲ့တန်ဖိုးဒါမှမဟုတ်ပိုပြီးရိုးရိုးရှင်းရှင်းပြောရရင်တော့မနေ့တိုင်းမိတ်ဆွေအိပ်ရာထားရခြင်းအကြောင်းပြချက်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလူမျိုးတွေမှာလည်းလူဘဝရခဲ့တဲ့ဆိုတဲ့အဆိုမိတ်ရှိတယ်မဟုတ်ပါလား။ဒီရခဲ့လာတဲ့လူဘဝမှာနေ့ရက်တိုင်းကိုအဓိပ္ပာယ်ရှိဖြတ်သန်းဖို့ဆိုတာအရေးကြီးပါတယ်။ Ikigai ဆိုတာပတ်စံအများကြီးချနိုင်တဲ့အလုံးတစ်ခုလေးကိုဆိုလိုတာမဟုတ်ပါဘူး။ဇာတူကြီးကြီးရခြင်းကိုလည်းမဆိုလိုပါဘူး။အဲ့ဒါတွေထွက်ပို့ပြီးရောနိုင်ဆိုင်ပါတယ်။မိတ်ဆွေရဲ့စိတ်ဝိညာဉ်ကိုငြိမ်းချမ်းစေပြီးနေ့စဉ်ဘဝမှာတက်ကြွလန်းဆန်းမှုကိုပေးစွမ်းနိုင်တဲ့အရာတစ်ခုပါ။ Ikigai ကိုပုံဖော်ကြည့်မယ်ဆိုရင်စက်ဝိုင်းကြီးလေးခုမှာစုံမှတ်လို့မြင်အောင်ကြည့်ပါဒီစက်ဝိုင်းလေးကိုဟန်ချက်ညီညီစုံတွေ့တဲ့နေရာကမိတ်ဆွေရဲ့ Ikigai မှာပဲပထမစက်ဝိုင်းကမိတ်ဆွေဘာကိုမြင်လို့တလဲဒါကမိတ်ဆွေရဲ့ဝါသနာမိတ်ဆွေရဲ့စိတ်ကိုပျော်ရွှင်စေတဲ့အရာတွေမှာပါဥပမာဂီတာတီးခတ်တာစာရေးတာအင်းချက်တာဒါမှမဟုတ်ကျွန်တော်တို့မြန်မာပြည်ရဲ့တဘာဝအလှပတွေကြားမှာဓာတ်ပုံရိုက်တာမျိုးဖြစ်နေနိုင်ပါတယ်မိတ်ဆွေကအဲ့ဒီအလုပ်ကိုလုံးနေရရင်အချိန်ကုန်လို့ကုန်မမသိဖြစ်နေတဲ့အရာတွေပေါ့ဒုတိယဇဝိုင်းကမိတ်ဆွေဘာကိုကျွမ်းကျင်တယ်လဲဒါကမိတ်ဆွေရဲ့တဘာဝအားသာချက်တွေသင်ယူထားတဲ့ပညာရပ်တွေပါဥပမာမိတ်ဆွေကကွန်ပျူတာပရိုဂရမ်ရေးတာတော်တာလားစကားပြောစီးရုံးတာတော်တာလားဒါမှမဟုတ်လက်မှုပညာတစ်ခုခုမှထူးချွန်တာလားတတိယဇဝိုင်းကတော့ကဘာကြီးကဘာကိုလိုအပ်နေတာလဲဒါကတော့မိတ်ဆွေရဲ့တန်ဖိုးထားမှုပေးဆက်မှုနဲ့သက်ဆိုင်ပါတယ်မိတ်ဆွေရဲ့ပတ်ဝန်းကျင်မိတ်ဆွေရဲ့ဒူးဖွဲ့စီမိတ်ဆွေနိုင်ငံအတွက်ဘာတွေလိုအပ်နေပါလဲဥပမာပညာရေးလိုအပ်နေလားကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေတာလားတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့လိုအပ်နေတာပါလားစတိုတာဆဝိုင်းကတော့မိတ်ဆွေကိုဘယ်အရာအတွက်ဝေပေးစီနိုင်ပါလဲဒါကတော့လက်တွေ့ဘဝရက်တည်မှုအတွက်ပါမိတ်ဆွေရဲ့ဝါသနာနဲ့ကျွမ်းကျင်မှုကိုအသုံးပြုပြီးဝင်ငွေကို
ဘယ်လိုရှာရမလဲဆိုတဲ့အချက်ပါပဲဒီစဝိုင်းလေးခုလုံးစုံတွေ့တဲ့အလဲဘဟိုမှတ်ကမိတ်ဆွေရဲ့ PC တိုင်းပါပဲတကယ်တော့တကူကူလင့်ဟင်းနေမယ်ဆိုရင်ဘာဖြစ်မလဲဥပမာမိတ်ဆွေကအလုပ်တစ်ခုကိုမျက်လဲမျက်နိုးတဲ့ကျွမ်းလဲကျွမ်းကျင်နေဒါပေမဲ့ဝင်မရဘူးဆိုရင်မိတ်ဆွေပျော်ရွှင်ပေမဲ့ဘဝရက်တည်ဖို့ခက်ခဲနေပါလိမ့်မယ်နောက်တစ်မျိုးကမိတ်ဆွေကအလုပ်တစ်ခုကနေဝင်ငွေလဲကောင်းကောင်းရနာတယ်ကျွမ်းလဲကျွမ်းကျင်တယ်ဒါပေမဲ့အဲ့ဒီအလုပ်ကိုလုံးဝမမျက်နှာဘူးဆိုရင်မိတ်ဆွေနေတိုင်းစိတ်ဆင်းရဲစွာနဲ့အလုပ်သွားနေရပါလိမ့်မယ်ခံစားချက်တွေတည်ဆုံးနေတယ်လို့ခံစားနေရပါလိမ့်မယ်ဒါကြောင့်Ikigai ကိုရှာဖွေခြင်းဆိုတာဒီချက်ကိုဟန်ချက်ညီအောင်ညှိယူခြင်းလမ်းစဉ်တစ်ခုပါပဲဒါဟာတရက်ချင်းနဲ့ပြည့်စုံသွားမယ့်အရာမဟုတ်ပဲဘဝတစ်လျှောက်လုံးရှာဖွေပြည့်ပြန်သွားမယ့်ခရီးစဉ်တစ်ခုဖြစ်ပါတယ်အပိုင်းနဲ့မိတ်ဆွေရဲ့ကိုယ်ပိုင်Ikigaiကိုဘယ်လိုရှာဖွေမလဲအခုချိန်မှာမိတ်ဆွေကဟုတ်ပြီသဘောတရားကိုတော့နားလည်ပြီဒါပေမဲ့ငါရဲ့Ikigaiကဘာလဲဆိုတာငါကိုယ်တိုင်ကမသိသေးဘူးဘယ်ကနေစရှာရမလဲလို့တွေးကောင်းတွေးနေပါလိမ့်မယ်အထူးသဖြင့်လက်ရှိခက်ခဲနေတဲ့ကာလတွေမှာကိုပျောက်ဆုံးနေသလိုခံစားနေရတာဟာတဘာဝပါပဲစိတ်မပူပါနဲ့မိတ်ဆွေရဲ့ရည်ရွယ်ချက်ကိုပြန်လည်ရှာဖွေဖို့လက်တွေးကြတဲ့နီလန်းအချို့ကိုကျွန်တော်ကမျှဝေပေးခြင်းပါတယ်နီလန်းနံပါတ်1ခလေးဘွားကပျော်ရွှင်မှုတွေကိုပြန်ပြီးသတိရပါကျွန်တော်တို့ငယ်ငယ်ကလူကြီးတွေရဲ့ဖိအားတွေလူမှုအဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေမရှိခင်တုန်းကဘာတွေလုပ်ရင်အပျော်ဆုံးလဲဆိုတာပြန်ပြီးစဉ်းစားကြည့်ပါမြန်မာပြည်ရဲ့မိုးရသည်မှာစက်ကူတွေလွတ်ရတာပျော်သလားရှင်ရုပ်လေးတွေလုံးရတာပျော်ပါသလားတခြင်းအော်ဆိုရတာပျော်ပါသလားအဲ့ဒီခလေးဘွားစစ်မှန်တဲ့ဝါသနာတွေထဲမှာမိတ်ဆွေရဲ့Ikigaiရဲ့အစားအစာတွေဖုံးကွယ်နေတတ်ပါတယ်အဲ့ဒီအရာကိုအခုလက်ရှိအရွယ်ရောက်လာတဲ့အချိန်မှာဘယ်လိုပုံစံနဲ့ပြန်ပြီးအသွက်သွင်းနိုင်မလဲဆိုတာကိုစဉ်းစားကြည့်ပါနီလန်းနံပါတ်2စီမျောခြင်းဖြစ်ပေါ်တဲ့အချိန်တွေကိုသတိထားကြည့်ပါစီမျောခြင်းဆိုတာကမိတ်ဆွေတစ်ခုခုကိုလုံးနေရင်းနဲ့အချိန်ကိုလုံးကုန်မသိပဝင်းကြီးကိုမေးလျော့ပြီးအာယုံအပြေးဝရောက်နေတဲ့အချိန်တွေကိုပြောတာပါအဲလိုအချိန်မျိုးမှာမိတ်ဆွေဟာအတ္တတွေကင်းမဲ့ပြီးလှုပ်ဆောင်မှုနဲ့တသားတည်းဖြစ်နေတတ်ပါတယ်မိတ်ဆွေရဲ့အတွက်ဘယ်အလုပ်တွေကအဲ့ဒီခံစားချက်မျိုးပေးတယ်လဲဥပမာဗကြီးဆွဲနေခြင်းကကားအင်ဂျင်ပြင်နေခြင်းလားဒါမှမဟုတ်မိဖို့အကြောင်းထဲမှာမြမရိုးရဟင်းရတစ်ခုခုကိုစိတ်ပါလက်ပါဆက်ပြုတ်နေခြင်းဟာဒီဖလိုဖြစ်တဲ့အလုပ်တွေကမိတ်ဆွေရဲ့စစ်မှန်တဲ့စိတ်ဝင်စားမှုကိုပြသနေတာပါနီလန်းနံပါတ်3သူတစ်ပါးရဲ့ရှီမောစကားတွေကိုနားထောင်ပါတခါတလေမှာကျွန်တော်တို့ကကိုယ့်ရဲ့အားသာချက်ကိုကိုယ်တိုင်သတိမထားမိတတ်ကြပါဘူးမိတ်ဆွေရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေတွေမိသားစုဝင်တွေကမိတ်ဆွေကိုဘယ်အရာနဲ့ပတ်သက်ပြီးအမြဲအကူအညီတောင်းတနေကြလဲဘယ်အရာကိုလုပ်တဲ့အခါမိတ်ဆွေကဒီနေရာမှာတော်တယ်ဟာလို့အမြဲပြောခံရလေရှိပါသလဲဥပမာမင်းစကားပြောရင်လူတွေနားထောင်ကြလာအောင်ပြောတတ်တယ်လို့မင်းရဲ့လက်ရာကတခြားဘသူနဲ့မှမတူဘူးလို့စားသဖြင့်ပေါ့သူတစ်ပါးရဲ့မှန်ကန်တဲ့ရှိမှုတွေကမိတ်ဆွေရဲ့ဝက်ခွဲတွေကိုရှာဖွေပွေးနိုင်ပါတယ်နေတိုင်းနံပါတ်4စမ်းသပ်ကြည့်ပါIkigaiဆိုတာထိုင်စဉ်းစားရုံနေနဲ့ပေါ်လာမဲ့အရာမဟုတ်ပါဘူးအင်းရဲ့တဲ့ဝဲသလိုမျိုးစမ်းဝဲကြီးမှာကိုနဲ့တော်မတော်သိရမှာပါမိတ်ဆွေစိတ်ဝင်စားတဲ့နယ်ပယ်အသစ်တွေကိုတိတ်တိတ်မွားမွားကစပြီးစမ်းသပ်လုပ်ဆိုင်ကြည့်ပါစေနာဝင်တဲ့အလုပ်လုပ်ကြည့်မလားသင်တန်းအသစ်တစ်ခုခုတက်ကြည့်မလားစမ်းသပ်မှုတွေကနေတဆင့်မိတ်ဆွေဘာကိုကြိုက်တယ်ဘာကိုမကြိုက်ဘူးဆိုတာပိုပြီးရှင်းလင်းလာပါလိမ့်မယ်အပိုင်းတော့အသက်ရှည်ဆုံးနေထိုင်သူတွေရဲ့လေဝက်ချက်Ikigaiကြောင့်ပြောရင်ဂျပန်နိုင်ငံတောင်ပိုင်းကအိုကီနာဝါကျွန်းအကြောင်းမပါရင်မပြည့်စုံပါဘူးအိုကီနာဝါဟာကမ္ဘာပေါ်မှာအသက်100ကျော်သူအများဆုံးနေထိုင်တဲ့ဒေသတွေထဲကတစ်ခုဖြစ်ပါတယ်သူတို့ဘာကြောင့်ဒီလောက်ကျန်းမာပြီးအသက်ရှည်ရှည်နေနိုင်ကြလာလဲသူတို့ရဲ့နေထိုင်မှုပုံစံကနေကျွန်တော်တို့ဘာတွေသင်ယူလို့ရနိုင်မလဲသူတို့မှာအရေးကြီးတဲ့နေထိုင်မှုပုံစံတွေဝက်ချက်၄ခုရှိနေပါတယ်နံပါတ်1ဘိုင်း80%သာ
စားခြင်းဒါကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်သူတို့ကဘိုက်တင်းကားပြီးအီလန်လည်းဖြစ်တဲ့အထိဘယ်တော့မှမစားကြဘူးဘိုက်ပြေကနေ80ရာခိုင်နှုန်းလောက်ရောက်ပြီဆိုတာနဲ့စားတာကိုရပ်လိုက်ပါတယ်ဒီအချက်ကကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေနဲ့လည်းသိစိမ့်မယ်တော့မထင်ပါဘူးဖျားရှင်ဟောကြားခဲ့တဲ့မြစီမပရိပါအလေလက်လမ်းစိတ်ကိုစားတော်မှုမှာကျင့်သုံးခြင်းလို့တောင်ပြောလို့ရပါတယ်အလွန်ကြုံမစားခြင်းကအစာအိမ်ကိုဝင်မပြည့်စေပဲခန္ဓာကိုယ်ကိုပေါ်ပါလန်းဆန်းစေပါတယ်ယောဂဗျာတွေကိုလည်းကာဝယ်ပေးပါတယ်ဒီနေ့ခေတ်လိုအစားအသောက်တွေပေါ်များလုံးနေတဲ့အချိန်မှာဒါကတကယ်ကိုလိုက်နာတဲ့အလေးကျင့်ကောင်းတစ်ခုပါပဲနံပါတ်2အမြဲတမ်းလှုပ်ရှားနေခြင်းအိုကီနာဝါကအသက်အရွယ်ကြီးရွယ်သူတွေဟာဂျင်ကြီးတွေသွားပြီးလေးကျင်ငံပြင်းပြင်းထန်ထန်လုံးနေကြတာမဟုတ်ပါဘူးသူတို့ရဲ့နေစဉ်ဘဝထဲမှာလှုပ်ရှားမှုတွေပါဝင်နေတာပါကိုယ်ပိုင်ရှန်ဆိုင်ကင်လေးတွေမှာစိုက်ပျိုးရေးလုပ်တဲ့လမ်းလျှောက်တဲ့အိမ်မှုကိစ္စတွေကိုကိုယ်တိုင်လုပ်ကင်ကြပါတယ်ကျွန်တော်တို့စီကရှေးလူကြီးတွေလို့ပေါ့မနက်စောစောချဖျားဖို့ပြုရှန်နေစဉ်ဈေးကိုလမ်းလျှောက်သွားဒီလိုသဘာဝကြနေစဉ်လှုပ်ရှားမှုတွေချင်းကသူတို့ရဲ့ခန္ဓာကိုယ်ကိုတမ်းမာစေပြီးသွေးလေလဲပတ်မှုကောင်းမွန်စေပါတယ်ခေတ္တလူနေမှုပုံစံမှာတဏီကုံထိုင်ပြီးအလုံးလုံးနေရတဲ့ကျွန်တော်တို့အတွက်ဒါကကြီးမားတဲ့တတိပေးချက်ပါပဲနံပါတ်3ခိုင်မာသောလူမှုအတိုင်းဝိုင်းခိုင်မာသောလူမှုအတိုင်းဝိုင်းဆိုတာကတော့တငယ်ချင်းအပေါင်းအသင်းတွေစုဖွဲ့ထားတဲ့အသင်းအဖွဲ့ငယ်လေးတွေပါပဲသူတို့ကတယောက်နဲ့တယောက်စိတ်ပိုင်းဆိုင်ရာအရာရောရုပ်ပိုင်းဆိုင်ရာအရာပါအပြန်အလှန်ကူညီဖေးမနေကြတာပါအခက်အခဲကြုံရင်ဝိုင်းဝန်းဖြည့်ရှင်းပေးကြသလိုပြောစရာရှိရင်လည်းအတူတူမျှဝေကြပါတယ်ဒါဟာကျွန်တော်တို့မြန်မာလူမှုအဖွဲ့အစည်းမှာရှိပြီးသားရဲရေးရွာရေးအလှူအတန်းမိတ်ဆွေတင်ကဟာစိတ်ဓာတ်တွေနဲ့အများကြီးတူညီပါတယ်ခိုင်မာတဲ့နှိုးစတဲ့ရေးရှိခြင်းကအထီးကျန်မှုကိုရောပါစေပြီးစိတ်ပီစီမှုကိုပြေပြောင်းစေပါတယ်လူသားဆိုတာအတိုင်းဝိုင်းနဲ့နေမှပြီးပြည့်စုံတာမျိုးပါနံပါတ်4ဘယ်တော့မှအနေမစားခြင်းဒါကအလုတ်ကလေအငိမ့်မစားရဘူးလို့ဆိုလိုတာမဟုတ်ပါဘူးရုံးလုပ်ငန်းဝင်ဟာနေအနားယူလိုက်ပေမဲ့သူတို့ဘဝရဲ့ရည်ရွယ်ချက်ကတော့ဘယ်တော့မှအနားမယူကြပါဘူးအသက်ကြီးလာရင်တော့မှသူတို့မှာလုံးစရာတစ်ခုခုအမြဲရှိနေပါတယ်မြေလေးတွေကိုစောင့်ရှောက်တာဖြစ်နိုင်တယ်ရဲရွာကိစ္စတွေမှာပါဝင်ကူညီရာဖြစ်နိုင်တယ်တစ်ပင်ဆိုင်တာဖြစ်နိုင်တယ်မနေ့အိယာထားဖို့အကြောင်းပြချက်တစ်ခုခုအမြဲရှိနေစဉ်ကသူတို့ကိုအသက်ရှည်စေတဲ့တွန်းအားတစ်ခုပါပဲအပိုင်းလေးနေ့စဉ်ဘဝတွေကငြိမ်းချမ်းမှုကျွန်တော်တို့ရဲ့ရှုပ်ထွေးပွေတည်နေတဲ့လက်ရှိဘဝကြီးမှာငြိမ်းချမ်းမှုရှာဖို့ဆိုတာတကယ်မလွယ်ကူလာပါဘူးဒါပေမဲ့အီကီဂိုင်းတသနာမှာကျွန်တော်တို့ကိုသင်ပေးတာကတော့ပျော်ရွှင်မှုဆိုတာအဝေးကြီးမှမဟုတ်ဘူးလက်ရှိအခိုက်အတန့်တွေထဲမှာပဲရှိနေတယ်ဆိုတာပါပဲအပေါ်မှာပြောခဲ့တဲ့စီမျောခြင်းရှင်တွေကိုအလုတ်ကြီးကိုင်ကြီးတွေလုံးမရတာမဟုတ်ပါဘူးနေစဉ်လုံးနေကြတာမန်ကိစ္စလေးတွေမှာလည်းရှာတွေ့နိုင်ပါတယ်ဥပမာမနက်ခင်းကော်ဖီတောက်တာဒါမှမဟုတ်လက်ဖက်ရည်တောက်တဲ့အချိန်ဖုံးဖို့ရင်တောက်တာမဟုတ်ပဲလက်ဖက်ရည်ရဲ့အနက်အရသာဟွက်ရဲ့အငွေတက်ကိုတတိထားပြီးဖြည်းဖြည်းချင်းတောက်ကြည့်ပါဒါဟာမိတ်ဆွေရဲ့စိတ်ကိုတည်ငြိမ်စေတဲ့အခိုက်အတန့်တွေတစ်ခုဖြစ်လာပါလိမ့်မယ်ဗကန်စီတဲ့အခါမှာလည်းဒီတိုင်းပါပဲဗကန်စီရတာပြင်းစရာလို့မတွေးပဲရေရဲ့အေးမြမှုဆက်ပြရဲ့အနက်ဗကန်ဒီတန့်ရှင်းသွားတဲ့ခံစားချက်ကိုအာယုံဆိုင်ပြီးလှုပ်ဆောင်ကြည့်ပါသတိပဋ္ဌာန်တရားရှုမှတ်တယ်လို့ပြောလက်ရှိအခိုက်အတန့်မှာစိတ်ကိုထားကြည့်ခြင်းကတာမန်အလုပ်တွေကိုတော့ငြိမ်းချမ်းတဲ့အလေးကျင့်တွေဖြစ်ပေါ်စေလာနိုင်ပါတယ်နောက်ပြီးကျွန်တော်တို့မြန်မာနိုင်ငံကတဘာဝတရားနဲ့နီးစပ်တဲ့နိုင်ငံတိုင်းမှာစိန်နှံတဲ့တစ်ပင်တွေလှပတဲ့ဇီတိပထိုးတွေရှိပါတယ်အားလက်တဲ့အချိန်တွေမှာတဘာဝတရားနဲ့ချီးတွေ့ဖို့အချိန်ပေးပါထမ်းရှုပ်ပြီးမြေကြီးကိုနင်းကြည့်တာတစ်ပင်ရဲ့အောက်မှာခဏလောက်ထိုင်လာတာဒီကောင်းလေတန်ရှူတာကမိတ်ဆွေရဲ့စိတ်ဝိညာဉ်ကိုပြန်လည်ကုစားပေးနိုင်ပါတယ်ကျွန်တော်တို့ရဲ့ဘိုးဘွားတွေက
တဘာဝနဲ့တဟဇာတာဖြစ်အောင်နေထိုင်ခဲ့ကြလို့စိတ်နှလုံးချမ်းသာခဲ့ကြတာကိုစံနမူနာယူသင့်ပါတယ်။နောက်ဆုံးအနေနဲ့ကျေးဇူးတင်တဲ့ခြင်းကိုမမေ့ထားပါနဲ့။နေ့စဉ်အိယာမဝင်ခင်ဒီနေ့တနေ့တာအတွက်ကျေးဇူးတင်ကြကောင်းတဲ့အချက်ကလေးတွေကိုစဉ်းစားကြည့်ပါ။ထမင်းစားကောင်းခဲ့တာမိတ်ဆွေတယောက်နဲ့စကားပြောခွင့်ရတာဘေးကင်းစွာအိမ်တန်ရောက်တာဒီလိုသိငယ်တဲ့အရာလေးတွေကိုတံမိုးထားတတ်လာတဲ့အခါမိတ်ဆွေရဲ့စိတ်နှလုံးကပိုပြီးတော့နူးညံ့ပျော်ပြောင်းလာပြီးပျော်ရွှင်မှုကိုပုံမခံစားလာရပါလိမ့်မယ်။ကဲဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးအနည်းကြီးရုပ်ကြည့်အောင်ပါ။ Ikigai ဆိုတာမနေ့တိုင်းမိတ်ဆွေအိပ်ယာထားခြင်းရတဲ့အကြောင်းပြချက်ပါပဲ။ဒါမိတ်ဆွေရဲ့ဝါသနာကျွမ်းကျင်မှုကမ္ဘာလိုအပ်ချက်နဲ့ဝင်ငွေရနှန်းဆိုတဲ့စဝိုင်းတွေကိုစုံမမှာရှိနေတာပါကိုယ့်ရဲ့ Ikigai ကိုရှာဖွေဖို့အတွက်ကလေးမွားကပျော်ရွှင်မှုကိုပြန်ပြီးသတိရပါဖလိုဖြစ်တဲ့အချိန်လေးကိုခရုပြုကြည့်ပါသူတစ်ပါးရဲ့စီမွန်စကားတွေကိုနားထောင်ပြီးအသည့်အစမ်းတွေကိုစမ်းသပ်လုပ်ကိုင်ကြည့်ပါအိုကီငါဝါကအသက်ရှည်သူတွေရဲ့နှိဝက်ချက်၄ချက်ကိုလည်းမမေ့ပါနဲ့ဘိုက်က80ရာခိုင်နှုန်းခန့်သာဆန့်နိုင်တဲ့အစာကိုစားတော့ပါနေစဉ်လှုပ်ရှားတက်ကြွစွာနေထိုင်ပါခိုင်မာတဲ့မိတ်ဆွေအတိုင်းဝိုင်းထူထောင်ပါပြီးတော့ဘဝရဲ့ရည်ရွယ်ချက်ကနေဘယ်တော့မှအငြင်းစားမယူပါနဲ့အရေးကြီးဆုံးကတော့ Ikigai ဆိုတာပန်းနိုင်တစ်ခုမဟုတ်ပါဘူးနေစဉ်ဖြတ်တန်းနေရတဲ့ခရီးနှံတစ်ခုသာဖြစ်ပါတယ်အတိတ်ကိုပူဆွေးမနေပဲအနာဂတ်ကိုစိုးရိမ်မနေပဲလက်ရှိအခိုက်အတန့်မှာအပြေးဝနေထိုင်ခြင်းကသာစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်မှာသာဖြစ်ပါတယ်။ကဲဒီလိုဘဝအတွက်အကျိုးရှိမဲ့စိတ်သက်ခွန်အားတွေဖြစ်စေမဲ့အကြောင်းအရာလေးကိုမြန်မာဘာသာနဲ့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ဒီဗီဒီယိုလေးကမိတ်ဆွေရဲ့အတွက်တကြုံတရားအကျိုးရှိနေမယ်ဆိုရင် like လေးပေးခဲ့ပြီးကိုမှတ်ပါတဲ့မိတ်ဆွေရဲ့အမည်ကိုပြောပေးခဲ့ပါအောင်နော်။အဆုံးထိကြည့်ကြည့်ဝေခဲ့ကြတဲ့မိတ်ဆွေတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ရှိပါတယ်လူဘဝဆိုတာတူတောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့နေ့ရက်တိုင်းကိုအတိတ်ပဲရှိရှိငုံညံ့တိမ်ဝိတ်စွာနဲ့လှပအောင်နေထိုင်ပါလို့ရပါတယ်မိတ်ဆွေရဲ့ Ikigai ကိုရှောက်ဝေတွေးရှိပြီးပျော်ရွှင်ငြိမ်းချမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲကျမ်းမာပြီးတော့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ